မင်္ဂလာပါရှင်မင်းကိုဟိုနေ့ကတလင်းအဖြူလေးတွေကြီးပဲတင်တော့လေတလင်းအဖြူလေးတွေကြီးပဲတင်တော့တလင်းရတဲ့ဒီပြင်ရောင်မရှိဘူးလားတဲ့ဆိုတော့ရှိတယ်မင်းကလည်းလေအဲ့လိုတခုခုရှာဖို့ဆိုအတော်ပြင်းနေသူတွေ့တဲ့ဟာတွေပဲရိပ်ရိပ်ပြနေနော်တော်တော်ဆိုးရယ်ဒါလည်းအဖြူပဲဒီလားအဖြူသူကအရွယ်ညီတယ်ဗောနော်အရန်ပလင်းလေးပါနောက်တော့ကြားခံလေးပါပါတယ်เนาะဒါကလည်းတလင်းဖြူလေးပါဒီမှာတလင်းအဝါလေးရှိတယ်သူကခေါင်းလေးကဒီလိုလေးနဲ့เนาะခေါင်းလေးကဒီလိုလေးနဲ့လှတယ်သူလည်းကြားခံလေးတွေပါတယ်ဒါကကြတော့တလင်းဝါလေးပေါ့เนาะဒီလိုလေးเนาะဒါလေးကတလင်းဝါလေးနောက်ပြီးတော့ဒီမှာတလင်းအစိမ်းလေးရှိတယ်အစိမ်းရောင်လေးဒါကြတော့ဒီသူအစိမ်းရကြတော့သူကကြ18လက်မ18လက်မရှိရသူအစိမ်းရကြတော့ဘလိုမျိုးအစိမ်းလဲဆိုတော့ဟိုကပြောင်းကောင်းစိမ်းလို့အစိမ်းမျိုးเนาะပြောင်းကောင်းစိမ်းလို့အစိမ်းမျိုးဒါဘလင်းနေဆိုတော့လေတအားလက်တယ်တားရိုက်ထားတော့လေတားရိုက်ထားတော့လို့ပြောတာတားရိုက်ထားတော့တအားလက်တယ်ပေါ့နော်လက်ထားအကုန်လုံးကလှနေပါတယ်နောက်ဒီဟာကြတော့သူအတောင်လေးတွေမင်းတို့ပရင်မှဆိုရင်ဒါလေးမင်းသဘောကျလို့ကောင်းစုပ်လောက်ထားကောင်းစုပ်နှစ်ကျိုးကောင်းစုပ်လောက်လိုက်တယ်နော်ဟိုဟာလေးပရင်မှဆိုတာဒါဟိုဟာပေါ့ကြံစစ်ပုံစံမျိုးလေးပေါ့နော်ကြံစစ်ပုံစံမျိုးလေးပါဒါလေးလာတယ်ကောင်းစုပ်လေးလေးဒါလေးလဲသူအချောင်းပုံစံလေးပေါ့နော်ဟိုဟာဗာလဲတလင်းချောင်းပုံစံလေးသူကတော့ခေါင်းဆိုအရှည်25လောက်ရှိမယ်ဒီမှာဒီလိုတွဲလောင်းလေးလောက်ထားတယ်နော်ဒါလည်းချက်စရာလေးတမျိုးလှတာပေါ့နော်ဟိုမြင်နေကြတလင်းတွေကဒီလိုဘလင်းတာရိုက်တွေပဲမြင်နေကြဆိုတော့လေဒီလိုအချောင်းလေးတွေကတိတ်မမြင်ဘူးနော်အဝါလေးရှိတယ်တလင်းဝါရှိတယ်တလင်းအဖြူရှိတယ်တလင်းအစိမ်းရောင်ရှိတယ်အစိမ်းရောင်ကဟိုပြောင်းကောင်းစိမ်းလို့စိမ်းရောင်ပေါ့နော်တအားကြီးစိမ်းမဟုတ်ဘူးပေါ့နော်လာတယ်ဒီလဲလာတယ်ပြောင်းကောင်းမသိရင်ပြောင်းကောင်းစိမ်းလို့ပဲကြည့်ရှုနေကြတယ်တယောက်ချင်းစရာကျေးဇူးထူးတင်ပါတယ်